အာဆနယ်လူငယ်ကစားသမားလေးဒေါ်စမန်ကအနာဂတ်မှာပေါ်လင်းဒီယော်စုရနိုင်လောက်လားအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘော်အေးဒီမှာတင်ဆက်ပေးနေပါတယ်မက်စဒေါမတ်ကအသက်အင်မတန်မှငယ်ရွယ်သေးပေမဲ့အာဆနယ်လိုပရီးမီးယားလိမှာရောဥရောပမှာပါအကောင်းဆုံးအသင်းမှာပါဝင်ကစားခွင့်ရရှိဖို့ဆိုတာကအင်မတန်မှမလွယ်ကူတဲ့ကိစ္စရပ်တစ်ခုပါဘယ်ပရီးမီးယားလိကလပ်အသင်းကမှအသက်16နှစ်ကလေးတတအရွယ်ကိုထည့်ပြီးတော့မကစားခိုင်းပါဘူးဒါပေမဲ့အာဒီတာကတော့ဒေါ်စမန်ရဲ့အကြီးချင်းကိုသိတဲ့အတွက်ကြောင့်ရဲရဲဝံ့နဲ့ပဲအသင်းရဲ့ပွဲစဉ်တွေမှာထည့်သွင်းကစားစီခဲ့ပါတယ်ဒေါ်မန်ကလည်းအဲ့ဒီယုံကြည်မှုတွေအတွက်စိတ်မပြတ်စေခဲ့ရပါဘူး။ပဝင်ကစားခွင့်ရရှိခဲ့တဲ့အချိန်ဒီမှာဂါနာတို့ရဲ့စတာပိုင်းလေးကဂိုးတွေကိုပါသွင်းယူနေတဲ့ကစားသမားတဦးလည်းဖြစ်လို့နေခဲ့ပါတယ်။ဒီတော့ခုဆွေးနွေးကျင်တဲ့အကြောင်းအရာကသူကအနာဂတ်မှာအာဆီယံနဲ့အသင်းရဲ့ပထမဦးဆုံးသောဘောလင်းယော်စုကစားသမားဖြစ်လာနိုင်မလားဆိုတာပါပဲ။ဘောလင်းယော်စုကိုအသက်16နှစ်လောက်ကလေးကခံမှန်းနေကြပြီဆိုတော့ဒီကစားသမားလေးကခီးသူမဟုတ်တဲ့တာမန်ကစားသမားတစ်ယောက်မဟုတ်ဘူးဆိုတာကိုတော့ကောင်းထဲမှာဆွဲမြင်းမှတ်ထားစီကြပါတယ်။ဒါမှသာလျှင်သူ့အစ်စ်နဲ့ရနိုင်စီရလားဆိုတဲ့လူအချို့ရဲ့စကားသံတွေကိုကာကွယ်ပြီးသားဖြစ်စီမှာပါ။ဆိုတော့မက်ဒေါမန်ကအာဆနယ်အသင်းကြီးအတွက်9ပွဲပါဝင်ကစားပေးထားခဲ့ပါတယ်။ပရီးမီးယားလိ3ပွဲချန်ပီယံလိတောင်2ပွဲပါဝင်ကစားပေးထားခဲ့တာပါ။ပြီးတော့ FA ဖလား2ပွဲနဲ့ကာတာဝန်ဖလား2ပွဲပါအဲ့ဒီထဲမှာတော့သွင်းကို2ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။သူကဒီနေ့ရာသီမှာအာဆနယ်ယူ19အသင်းမှာလည်း2ပွဲကစားထားပြီး4ဂိုးသွင်းယူထားနိုင်ခဲ့သလိုယူ21အသင်းမှာလည်း3ပွဲကစားထားပြီး2ဂိုးတောင်သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒါသူအသက်အရွယ်နဲ့မမျှတတဲ့နယ်ပယ်တွေမှာတောင်ကစားထားတဲ့ပွဲအရေးအတွက်ထက်သွင်းဂိုးတွေကပိုများနေတဲ့ကစားသမားတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်ဒီလိုကစားသမားလေးကအနာဂတ်မှာဘောလင်းဒီယော်စုကိုမရနိုင်စရာဘာအကြောင်းမှမရှိဘူးလို့ပဲပြောချင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ